ဟုတ်ကဲ့အခုကျွန်တော်မြောက်ပေးမဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ဒီ M8 player software ကိုသုံးပြီးတော့ video ဖွက်တဲ့နည်းလေးကိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်နော်။ဘာ software မှထပ်တောင်းကြမလို့ပဲနဲ့ဒီ M8 player နဲ့ပဲကျွန်တော်ဖွက်တဲ့နည်းလေးကိုကျွန်တော်ခုပြောပြပေးမယ်နော်။ဟုတ်တယ် video တစ်ပုဒ်ကိုဖွက်ရှင်ပြီဆိုရင်ကျွန်တော်တို့တွေဒီ audio manager ကြီးကိုပဲသုံးပြီးတော့ဖွက်နေတော့မလား။ဒါကြီးကလူတိုင်းဖွက်လုံးအားကြီးလို့ကျွန်တော်တို့ဒီ audio manager ကြီးမြင်လိုက်ပြီဆိုတာနဲ့ဟိုပါကျွန်တော်တို့ကဘာ video တွေဖွက်ထားတယ်ဆိုတဲ့ဟာကြီးကိုဘာ video တွေဖွက်ထားလဲဆိုတာကြီးကဒီ audio manager ကြီးမြင်လိုက်ပြီဆိုတာနဲ့ဟိုပါတန်းတိလို့ဖြစ်နေရပေါ့နော်ဒီ software ကြီးကဒီဗီဒီယိုထိုးဖွဲ့ချင်ပြီဆိုရင်ဒီ audio manager ကြီးပဲကျွန်တော်တို့ကဟုတ်လဲလို့ဖွက်ကြတာများတယ်ပေါ့နော်အဲ့တော့ဒီ audio manager ဒီ application ကိုမြင်လိုက်ပြီဆိုတာနဲ့ဗီဒီယိုတစ်ခုဖွက်ထားရဆိုတဲ့ပုံစံကြီးကပေါ်နေပြီပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့လိုလည်းမပေါ်လာအောင် software အတစ်တစ်ခုလည်းထပ်တောင်းပြမလို့ပဲနဲ့ကျွန်တော်အခုကြည့်နေတဲ့ video player software တစ်ခုဖြစ်တဲ့ M8 player software နဲ့ပဲကျွန်တော် video ဖွက်တဲ့နည်းလေးကိုကျွန်တော်ပြောပြပေးတော့မှာပဲဖြစ်ပါရဲ့နော်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ M8 player application တွေကိုကျွန်တော်တို့အရင်ဝင်ရအောင်เนาะကျွန်တော်တို့ကဒီ M8 player software လေးကိုကျွန်တော်တို့ကဒီရိုးရိုးသားသားပေါ့เนาะကျွန်တော်တို့ကဒီလိုပုံမှန်အနေနဲ့ဗီဒီယိုကြည့်လို့ရတဲ့ software အနေနဲ့ပဲကျွန်တော်တို့အသုံးပြုကြတာများပါတယ်เนาะလူတော်တော်များများတော့ကျွန်တော်တို့ကဒီလိုထားတယ်ပြီးရင်ကျွန်တော်တို့ကဒါဗီဒီယိုတစ်ခုခုဝင်ကြည့်ရဒါပဲပေါ့နော်တခြားကျွန်တော်တို့ကဘာမှမလုပ်ကြဘူးဒီ M8 player software နဲ့ပတ်သက်ရင်ကျွန်တော်တို့ကဗီဒီယိုကြည့်ရလို့ရင်ကျွန်တော်တို့ဘာမှမလုပ်ကြဘူးပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဒီ M8 player software လေးအသုံးပြုပြီးကျွန်တော်လုပ်လို့ရတဲ့နည်းလေးကျွန်တော်ပြောပြပေးမယ်နော်ပထမဆုံးအချက်အနေနဲ့ကျွန်တော်တို့ဒီမှာကျွန်တော်အခုဆိုရင်ဒါကျွန်တော်ကဓာတ်ကာလာပေါ့နော်အမောင်လုပ်ထားပါကျွန်တော်ဒီအမောင်ရယ်ကျွန်တော်တို့ကအဖြူရယ်အမဲရယ်ဆိုကျွန်တော်တို့ပြောင်းလို့ရတယ်ပြောင်းကျင်တယ်ဆိုရင်ကျွန်တော်တို့အပေါ်ဆုံးမှာကျွန်တော်များပြထားတယ်ဒီ ABB tin ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်နဲ့ကြည့်အောင်နော်ဟုတ်ဒါဆိုရင်ကျွန်တော်တို့ဒါ ABB tin ပေါ့နော်အဲ့ဒီမှာကျွန်တော်ကိုကြိုက်တဲ့အရောင်လေးပဲပြောင်းလို့ရတယ်ဒါဆိုရင်ဓာတ်ဆိုရင်ကျွန်တော်တို့ကအမဲရောင်ဒီ light ဆိုရင်ကျွန်တော်တို့အဖြူရောင်ဒီမှာကျွန်တော်တို့ကြိုက်တဲ့အရောင်လေးတွေကျွန်တော်ပြောင်းလို့ရပါပေါ့နော်ဒါဆိုကျွန်တော်အဖြူပြန်ပြောင်းလိုက်ပဲနော်ဒါဆိုကျွန်တော်တို့ကဒါအဖြူအောင်ဖြစ်သွားပြီတကယ်လို့ကျွန်တော်အမဲပြောင်းနေတယ်ဆိုရင်ဒီဘက်ကနဘေးကဓာတ်ကိုနှိပ်လိုက်ရုံပဲဒါဆိုကျွန်တော်တို့ဒါအမဲအောင်ဖြစ်သွားပြီပေါ့နော်နောက် share အနေနဲ့တော့ကျွန်တော်တို့က music player ပေါ့နော်ကျွန်တော်တို့ကဒီ music တွေရတဲ့ရှင်းတွေကိုနားထောင်ရင်းနေဆိုကျွန်တော်တို့က music တွေကနေမှနားထောင်လို့ရမှာမဟုတ်ပါဘူးเนาะကျွန်တော်ကဒီ M8 player software နဲ့လည်းကျွန်တော်တို့ဒီ music player နားထောင်လို့ရပါတယ်เนาะတစ်ရှင်းလေးကြည့်လိုက်မယ်ဆိုရင်ဒါကျွန်တော်တို့ music တွေရတဲ့ရှင်းတွေပေါ့เนาะကိုကြိုက်တဲ့ရှင်းကိုဒါကိုဖွင့်လို့ရပါတယ်เนาะဟုတ်ဒါဆိုရင်ကျွန်တော်တို့က music ထဲရတဲ့ရှင်းတွေကို music ထဲတော့နားမထောင်စရာမလိုပဲနဲ့ကျွန်တော်တို့ဒီ M8 player software ထဲမှာတင်ကျွန်တော်တို့ကနားထောင်လို့ရပါတယ်เนาะနောက်တစ်ချက်ကတော့ကျွန်တော်တို့ကဒီစပြန်ထဲမှာဒီဗီဒီယိုတွေကူးလို့ရမှာမဟုတ်ပါဘူးเนาะကျွန်တော်တို့ဒီမှာဒီ M8 player software လေးနဲ့လည်းကျွန်တော်ဒီမှာ file transfer ဆိုတဲ့ကောင်လေးရှိရယ်เนาะအဲ့ဒီကောင်လေးလည်းကျွန်တော်တို့ဒီဗီဒီယိုတွေပို့လို့ရတယ်ကူးလို့ရပါတယ်เนาะကျွန်တော်တို့ကဒီဘက်ကပို့မှာဆိုရင်ကျွန်တော်ကစန့်ကိုနှိပ်မယ်လက်ခံမှာဆိုရင်ဒီဝစီကိုနှိပ်လိုက်ရုံပါပဲเนาะပြီးရင်ကျွန်တော်တို့ဒီစပြကူးလို့ပဲကူးလို့ရပါတယ်เนาะပြီးရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဒီ M8 player တွေကကျွန်တော်တို့ဒီ video တစ်ပုဒ်ကိုကျွန်တော်တို့ဖျက်လိုက်မယ်ပေါ့နော်ဖျက်လိုက်ရင်ဖျက်မယ်ဆိုရင်ကျွန်တော်တို့ delete နှိပ်တယ်ပြီးရင်ကျွန်တော်တို့က move to vertical bin ဆိုတဲ့ဟာရှိမယ်ကျွန်တော်တို့ permanently delete ဆိုတာရှိမယ်တကယ်လို့အပေါ်ဆုံးကအကြောင်းကိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုကျွန်တော်တို့အပြီးဖျက်လိုက်တာပေါ့နော်ပြန်ရှာလို့မရတော့ဘူးပေါ့တကယ်လို့အောက်ကကျွန်တော်တို့ move to ကျွန်တော်ဒါအမိုက်ပုံးလို့ရေးထားပါပေါ့နော်ဒီ move to vertical bin ဆိုရတော့ကျွန်တော်နှိပ်လိုက်မယ်ဆိုရင်ပြတ်တော့ပြတ်သွားတယ်တကယ်ကျွန်တော်တို့အဲ့ဒီကောင်ကိုအကြောင်းမျိုးအကြောင်းမျိုးပြန်လို့ရင်းနေဆိုရင်ကျွန်တော်တို့ကပြန်ယူလို့ရတယ်เนาะဘယ်လိုပြန်ယူရမလဲဆိုတော့ကျွန်တော်ယူပြမယ်เนาะခုနကကျွန်တော်ဖြတ်လိုက်တဲ့အပုတ်လေးကိုကျွန်တော်တို့ဒီအပေါ်ဆုံးကကျွန်တော်အခုများပြရတဲ့ဒီ vertical bin ဆိုတဲ့အမိုက်ရှင်းတောင်းလေးတော့တစ်ချက်ဝင်ကြည့်မယ်เนาะဒါဆိုရင်ကျွန်တော်ခုနကဖြတ်လိုက်တဲ့အပုတ်လေးပေါ့เนาะအဲ့ဒီအပုတ်လေးကိုကျွန်တော်ပြန်ယူခြင်းနဲ့ဆိုရင်ကျွန်တော်တို့က recover ဆိုတာလေးကိုတစ်ချက်ပြန်နှိပ်ပေးရုံပဲเนาะတကယ်လို့အပြီးဖြတ်ရှင်နေဆိုရင်တော့ကျွန်တော်တို့အောက်က delete ကိုနှိပ်လိုက်ရုံပါပဲเนาะ
ကျွန်တော်နောက်ဆုံးပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ကဒီဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်တို့ height ရှင်နေဖွက်ရှင်နေဆိုရင်ကျွန်တော်တို့ software တစ်ခုခုကို down ပြီးတော့ဖွက်ကြတာများပါတယ်เนาะခုတော့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကကျွန်တော်တို့ဘာ software မှမလို့ပဲဒီ image player software လေးနဲ့ပဲကျွန်တော်ဖွက်တဲ့နည်းကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်เนาะဗီဒီယို height တဲ့နည်းလေးကိုကျွန်တော်တို့ဗီဒီယို height ရှင်နေဆိုရင်ကျွန်တော်တို့အခုများပြရတဲ့ privacy ဆွဲကောင်လေးရှိရနော်အဲ့ဒီကောင်လေးကိုတစ်ချက်နှိပ်မယ်ပြီးရင်ဒီအပေါင်းလေးကိုတစ်ချက်နှိပ်မယ်နော်ပြီးရင်ဒီမှာကျွန်တော်တို့ကိုဖွက်ရှင်တဲ့ဗီဒီယိုတစ်ပုဒ်ကိုဖွက်လိုက်မယ်ပေါ့နော်ရွေးမယ်ပေါ့နော်ပြီးကျွန်တော်ဒီမှာ G ဖက်ရဲ့မိုးဆွဲဟာလေးကျွန်တော်နှိပ်ပြမယ်နော်ဥပမာပြီးရင်ကျွန်တော်တို့ဒီမှာ add now တစ်ချက်ထပ်နှိပ်မယ်ပြီးရင်ဒီမှာကိုကြိုက်တဲ့ password 4လုံးပေးလိုက်ပေါ့နော်နှစ်ခါတော့ပေးရမယ်နော်ပြီးရင်ကျွန်တော်ဒီမှာ email တစ်ခုခုကိုဖုန်းအကောင့်ထဲက email တစ်ခုထည့်ပေးလိုက်မယ်နော်ကိုကြိုက်တာလေးရွေးပြီးတော့ပြီးရင်ကျွန်တော်တို့ continue ကိုဆက်လိုက်မယ်ဒါဆိုကျွန်တော်တို့ဖတ်ပြီးတော့ပါရင်နော်ဒီ GFS ဆိုရဲ့မူလေးကိုကျွန်တော်တို့ခုနကဒီစပြားထဲမှာပြန်ရှာကြည့်မယ်ဆိုရင်ကျွန်တော်တို့မရှိတော့ဘူးပေါ့နော်ဒါကျွန်တော်တို့ဖွက်ထားတာပေါ့ဒီဖွက်နည်းလေးကိုလူတော်တော်များများမသိကြပါဘူးเนาะကျွန်တော်တို့ဗီဒီယိုတစ်ခုခုဖွက်ရှင်နေ height ရှင်နေဆိုကျွန်တော်တို့ကဒီ audio manager တို့ပဲဖြစ်ဖြစ် software တစ်ခုခုကိုကျွန်တော်တို့ရှာပြီးဖွက်ကြတာပဲများပါတယ်เนาะဒီ software လေးကလူလုံးများတယ်ဆိုပဲကျွန်တော်တို့ကဗီဒီယိုကြည့်ဖို့အနေနဲ့တုံးတာများကြပါတယ်เนาะဒီလိုမျိုးဗီဒီယိုဖွက်တာတော့တခြားအပိုင်းတွေပြုလုပ်ကြတာနည်းပါတယ်เนาะဒီအခုကျွန်တော်ပြပြပေးလိုက်တဲ့အကြောင်းအရာလေးတွေကတော့ဒီ image player နဲ့ပဲကျွန်တော်တို့ဗီဒီယိုဖွက်တဲ့နည်းလေးတွေရဲ့ဒီဗီဒီယိုဖိုင်တွေကူးလို့ရတဲ့နည်းလေးတွေကျွန်တော်အဓိကထားပြီးပြပြလေးပေးလိုက်တာပဲဖြစ်ပါတယ်เนาะဒီလိုဗီဒီယိုဒီလေးတွေအများအားတင်ပေးမှာမို့ကျွန်တော်ရဲ့အကောင့်လေးကို subscribe မလုပ်ရသေး subscribe လေးလုပ်ပြီးတော့ like လေးပြီးတော့ရပါအောင်เนาะ